အားလုံးမင်္ဂလာပါတော့ဒီနေ့တက်ရောက်လာတဲ့ငွေသူမွေးသားအားလုံးပထမအနေနဲ့ကျေးဇူးတင်ကြပါတယ်အထူးသဖြင့်9နာရီစားနိုင်တဲ့အတွက်ကျေးဇူးပို့တင်ပါတယ်ဒီချက်ကရေးကြည့်ပါတယ်အချိန်နဲ့လုံနိုင်တဲ့အကျင့်ရှိဖို့လိုတယ် time management ကျွန်တော်နိုင်ငံမှာတော့ယိုးနေညီချင်းမှုတရားတောင်ဖြစ်နေ9နာရီစားဖို့ဘယ်တော့မှမစားနိုင်ဘူးလူတွေစုံနေဟိုစောင်းလာတာအဲ့တော့ဒီတစ်ခါမှဘာယူမှာပထမဆုံးအချိန်မှာအဲ့တော့မွေးသူမွေးသားအားလုံးကိုကျေးဇူးတင်ပါတယ်9နာရီကိုတီစားနေတယ်ဒီအကျင့်ကိုလုပ်ပါနော်ဆိုတော့အချိန်ကတမှုရှိပါတယ်9နာရီစားမယ်လူပြောပေမဲ့9နာရီခွဲမှလူစုံမှစားရမျိုးမဖြစ်စေပါနဲ့အခုဒီမှာရှိတဲ့ကုမ္ပဏီတွေမှာလည်းပဲအစည်းအဝေးတွေလုပ်ရင်ပြောတဲ့အတိုင်းလုပ်ကြပါ time management အရေးကြီးပါတယ်အချိန်ကိုစီမံမှုလိုတယ်သူတို့လူငယ်တွေအနေနဲ့အချိန်ကိုလေးစားပါနော်အစည်းအဝေး9နာရီစမယ်ဆိုရင်9နာရီစတယောက်မှမရှိတယ်တယောက်လည်းသွားမထူးအဲ့လိုနဲ့ဆရာတို့လုပ်ကြည့်အောင်အကျင့်ပြင်အောင်နော်ကုမ္ပဏီကလူတွေလုပ်ငန်းရှင်တွေဒီတိုင်း9နာရီအချိန်ကိုလေးစားတဲ့အနေနဲ့လုပ်ပေးပါလို့ပဏာမအနေနဲ့နော်သတိပေးကြပါတယ်တောင်းတောင်းမှညင်းနေအဲ့တော့ဒါအကျင့်တစ်ခုပါပဲအချိန်ဆိုတာအဲ့တော့ခုလို9နာရီစပေးနိုင်တဲ့အတွက်ဒီမှာတက်ရောက်လာတဲ့ပြည်သက်တွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်နံပါတ်2အနေနဲ့ကတော့ကျွန်တော်ဒီကောင်းစဉ်ကိုသတိထားစီကြတယ်ငကိုတွေကခုန3နှစ်ရှိပါပြီကျွန်တော်ကောင်းစဉ်ရွေးတဲ့အခါမှာ better future better မြန်မာပုံမကောင်းမွန်တဲ့အနာဂတ်ပုံမကောင်းမွန်တဲ့မြန်မာနိုင်ငံဒီတွေ့ဒီယူဆအရေးကြီးအနာဂတ်ကလှဖို့လိုတယ်အခုချိန်မှာစီးပွားရေးနဲ့ပတ်သက်လာရင်ဝေဖန်မှုတွေပြစ်တင်မှုတွေအများကြီးဝေဖန်ပြစ်တင်လို့အကျိုးမရှိဘူးကောင်းအောင်ဘာလုပ်ရမလဲဆိုတာကိုစဉ်းစားဖို့လိုတယ်ကျွန်တော်အနာဂတ်ဒီလှတယ်ကိုယ်နိုင်ငံတော့အနာဂတ်ကောင်းတဲ့နိုင်ငံမရှိဘူးစီးပွားရေးခက်ခဲဖြစ်နေတာဒီလက်တလောပဲအခိုက်အတန့်မမကြီးမတကယ်ကိုအားကိုးရမှာကပြည်ရင်းစည်းကွက်50တန်းပြည်ရင်းစည်းကွက်50တန်းဆိုတာနေတဲ့စည်းကွက်မဟုတ်ဒီစည်းကွက်ကိုကောင်းထဲဖော်နိုင်ရင်ကိုယ်ငါကလှပါတယ်ပြီးတော့မှဆရာတို့ရဲ့မဟာဗျူဟာချတဲ့ဒီနေရာကိုယ်နိုင်ငံကမ္ဘာပေါ်မှာရှိတဲ့လူဦးရေတဝက်လောက်နီးနီးဒီမြန်မာပြည်နဲ့နီးစပ်နေတာဒါကြောင့်မို့မကွေးမှာရှိတဲ့လုပ်ငန်းရှင်တွေအားလုံးကိုအားပေးကြပါလေမိမိဈေးကွက်ကိုမကွေးဒေသတစ်ခုတည်းအတွက်မစင်စားဘဲနဲ့မမပြည်ဒီပြည်လုံးမှာမကွေးအတွက်ပစ္စည်းတွေမကွေးဒေသမှာရှိတဲ့လုပ်ငန်းတွေချက်ထွင်နေအောင်စဉ်းစားသလိုဒေသဆိုင်ရာအာဆီယံမှာလည်းမကွေးကရှိတဲ့လုပ်ငန်းရှင်တွေအလုပ်လုပ်နိုင်အောင်မကွေးမှာရှိတဲ့လူငယ်တွေဒေသထဲမှာအလုပ်လုပ်နိုင်အောင်စူးစမ်းကြပါလို့တိုက်တွန်းနေတယ်ဒါဆရာတို့ရဲ့အနာဂတ်အဲ့တော့ဒီမှာသတိပေးနေတာတော့အခုချိန်မှာတော့မကောင်းတာပြောရင်လူတွေသိအကြိုက်များတယ်ကောင်းတာပြောရင်လူတွေသိလက်မခံနိုင်ဘူးဒါပေမဲ့ဆရာတို့နိုင်ငံဒီအနာဂတ်လာဒါကိုမမေ့ကြပါနဲ့အခုရှိနေတဲ့အခက်အခဲတွေကိုနားလည်တယ်ဆရာစီဝါရေးမှာကြက်တဲတယ်လို့ပြောတာသဘောပေါက်တယ်ဒါပေမဲ့အဲ့လိုလက်တော်ဖြစ်နေတဲ့အခြေအနေကိုစဉ်းစားနေမဲ့အစားအနာဂတ်အတွက်စဉ်းစားလိုက်ရင်အခြေအနေအများကြီးကောင်းတယ်ကြာအပြီးခြင်းတယ်သူတို့လူငယ်တွေစိတ်ဓာတ်ကြစရာဘာမှမရှိဘူးဒုနိုင်ငံဒီနော်အာရှမှာနံပါတ်1ဖြစ်ရမယ့်နိုင်ငံဖြစ်တယ်ဖြစ်လည်းဖြစ်နိုင်တယ်အလားအလာလည်းရှိတယ်ဉာဏ်စာတာပစ္စည်းရှိတယ်ဒါပေမဲ့အရေးကြီးဆုံးကဘာလဲဆိုရင်တော့ human resource ပဲလူသားအရင်းကြီးပဲမင်းတို့ပဲအဲ့တော့အလုပ်လုပ်တဲ့လူငယ်တွေအားလုံးကိုအားတင်းညတို့အနာဂတ်ကလှတယ်လို့ကျွန်တော်ပြောချင်ပါတယ်နံပါတ်3အနေနဲ့ပြောချင်တာတော့တခါလေကျွန်တော်လုံနေတဲ့အလုပ်ကိုသဘောမပေါက်ကြဘူးဆရာတို့ဒီဘာသာရေးဆိုင်ရာဟောပြောပွဲဖြစ်တယ်အထူးသဖြင့်စီဝါရေးပညာကိုဖြန့်ဝေတဲ့မျှဝေတဲ့စဉ်းစားစီခြင်းနဲ့ဟောပြောပွဲဖြစ်တယ်စာပေဟောပြောပွဲမဟုတ်ဘူးနော်တခါလေစာပေဟောပြောပွဲနဲ့
ဘာသာရေးဆိုင်ရာဟောပြောပွဲမကွဲတာတွေ့ရတယ်ကွဲစီခြင်းတယ်ဒါကြောင့်မို့ဒေါက်တာတက်ဆန်လေးပြောသွားလို့ဆရာတို့ Better Future Better မြန်မာဒီဘာသာရေးဆိုင်ရာဟောပြောပွဲဖြစ်တာကိုဆရာတို့သတိပြုစေချင်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ဒါမကွေးနဲ့ဓာတ်ရိုက်မပတ်သက်ပေမဲ့တနိုင်ငံလုံးမှာအရေးကြီးတဲ့လှုပ်ရှားမှုတစ်ခုဒီနေ့ဆိုရင် Better Future Better မြန်မာဟောပြောပွဲ၄ခုပဲဆရာတို့လုပ်နိုင်တယ်။ဘာကြောင့်၄ခုပဲလုပ်နိုင်လဲဆိုတော့နိုင်ငံတော်ရဲ့လိုအပ်ချက်ကြောင့် Business for Peace ငြိမ်းချမ်းရေးအတွက်စီးပွားရေးလုပ်ငန်းရှင်များဆိုတဲ့ခေါင်းစဉ်နဲ့မွန်ပြည်နယ်ပြည်နယ်ရန်ကုန်မန္တလေးမှာဆရာတို့လုပ်ရတယ်။အဲ့တော့ဒီမှာမကွေးရပြည်သက်တွေအားလုံးကိုမှာကျင်တော့ Business for Peace ငြိမ်းချမ်းရေးအတွက်စီးပွားရေးဆိုတဲ့ကိစ္စကိုလည်းစဉ်းစားစီခြင်းအဲ့တော့ကိုဒီကိုဒေတာဒီငြိမ်းချမ်းနေတဲ့ဒေတာပါအေးချမ်းနေတဲ့ဒေတာအချိန်ကြီး24နာရီဘယ်နေရာဖြစ်သွားလို့ရတဲ့ဒေတာဖြစ်နေပေမဲ့ဆရာတို့နိုင်ငံမှာအခက်အခဲဖြစ်တဲ့ဒေတာတွေရှိနေတယ်အဲ့ဒီဒေတာတွေမှာစီးပွားရေးလုပ်ငန်းရှင်တွေအားလုံးဒီငြိမ်းချမ်းရေးအတွက်ပါဝင်ပတ်သက်ရမယ်လို့ဆရာတို့စဉ်းစားတဲ့အတွက် Business for Peace ငြိမ်းချမ်းရေးအတွက်စီးပွားရေးလုပ်ငန်းရှင်များဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်ရွက်ခဲ့ပါတယ်အဲ့တော့ဒီနေရာမှာမကွေးနဲ့ပတ်သက်လို့ကတော့ဇာတိုက်တွန်းနေတာတော့ဒီမှာဥက္ကရာကြီးလည်းရှိတယ်ဘုံလေးဒီများတဲ့ဥက္ကရာလည်းပါနေတော့မကွေးမှာရှိတဲ့စီးပွားရေးလုပ်ငန်းတွေအားလုံးဒီ responsible business တာဝန်ကြီးတဲ့စီးပွားရေးလုပ်ငန်းဖြစ်အောင်ကြိုးစားကြပါလို့တိုက်တွန်းနေတယ်ဒီမှာရှိတဲ့ကုမ္ပဏီတွေဒီမှာရှိတဲ့လုပ်ငန်းတွေဆရာတို့ sponsor ပေးတဲ့ကုမ္ပဏီတွေအားလုံးဒီ Business for Peace ကိုဒေသမှာငြိမ်းချမ်းတဲ့အတွက်ငြိမ်းချမ်းရေးအတွက်ကိုမလုံနိုင်ပေမဲ့ကိုလုံနိုင်တဲ့ကိစ္စကတော့ဆရာတို့ပြောတဲ့တာဝန်ကြီးတဲ့စီးပွားရေးဖြစ်အောင်ကြိုးစားကြပါတာဝန်ကြီးတဲ့စီးပွားရေးလုပ်ငန်းကိုပြည်ထောင်၄ခုနဲ့တိုင်းပါတယ်ဒါကြောင့်မို့ဒီမှာတက်လာတဲ့ဝန်ထမ်းတွေရောဒီမှာတက်လာတဲ့ manager တွေရောဒီမှာတက်လာတဲ့ပိုင်ရှင်တွေရောဆရာသတိပေးနေတာတော့ကိုလုပ်ငန်းဒီမှာရှိတဲ့ကုမ္ပဏီကိုလုပ်ငန်းဒီတာဝန်ကြီးတဲ့စီးပွားရေးလုပ်ငန်းဖြစ်အောင်လုပ်မယ်ဆိုရင်၄ခုစဉ်းစားပြီးပါနံပါတ်1ကကုမ္ပဏီတွေအားလုံးဒီလူအခွင့်အရေးကိုလေးစားတဲ့ကာကွယ်တဲ့စောင့်ရှောက်တဲ့ကုမ္ပဏီတွေဖြစ်အောင်ဒါရေးကြည့်ပါတယ်ဒါကြောင့်မို့ဆရာတိုက်တွန်းနေတာတော့လုပ်ငန်းရှင်တွေကိုမိမိဝန်ထမ်းတွေကိုလူအခွင့်အရေးနဲ့ပတ်သက်လို့ဆွေးနွေးကြပါနားလည်အောင်လုပ်ပေးကြပါလူခွင့်ရကိုယ်နဲ့မဆိုင်ဘူးလို့မစဉ်းစားပါနဲ့လူခွင့်ရရေးကြည့်တယ်လူခွင့်လို့ပြောလိုက်လို့ရှိရင်လူတွေနားလည်တဲ့နိုင်ငံရေးခွင့်ရတခုတည်းမဟုတ်ပဲနဲ့စီးပွားရေးခွင့်ရလူမှုရေးအခွင့်အရေးတွေပေးရဖို့လိုရဲဆိုတာကိုလုပ်ငန်းရှင်များကိုသတိပေးကြပါတယ်နံပါတ်1ကတော့ဝန်ထမ်းရေးရဒီနေ့ပြောမယ်ကောင်းစဉ်နဲ့ပတ်သက်ပါတယ်တာဝန်ကြီးတဲ့စီးပွားရေးလုပ်ငန်းတွေအားလုံးဒီမိမိဝန်ထမ်းတွေကိုဝန်ထမ်းလို့သဘောမထားပဲမိသားစုတို့စောင့်ရှောက်တာကာကွယ်တာလုပ်ဖို့လိုပါတယ်ပြောကြမလို့လို့ထင်တယ်ဒါပေမဲ့အခုခေတ်မှာနိုင်ငံတော်အစိုးရရဲ့ဥပဒေအတိုင်းဝန်ထမ်းရေးရနဲ့ပတ်သက်လို့ထိန်းသိမ်းကာကွယ်ဖို့လိုပါတယ်ပေးသင့်ပေးလိုက်တဲ့အခွင့်အရေးပေးသင့်ပေးလိုက်တဲ့အခွင့်အရေးတွေကိုဆရာတို့လုပ်ငန်းရှင်များပေးနေအောင်ကြိုးစားပေးပါလို့ဆရာတို့သတိပြုကြပါတယ်နံပါတ်3ကတော့မကွေးအတွက်အင်မတန်ရေးကြီးပါတယ်မကွေးမှာရှိတဲ့လုပ်ငန်းရှင်တွေအားလုံးဒီကုန်သွယ်ရေးအသင်းနဲ့ဒီတိုင်းပါပတ်ဝန်းကျင်ကိုကာကွယ်ထိန်းသိမ်းတဲ့ဂရုပြုဖို့လိုတယ်ဆရာတို့နိုင်ငံမှာဒီ11ဒေသမှာဒီပတ်ဝန်းကျင်ညဉ့်ညမ်းမှုတွေအများကြီးရှိပါတယ်မနေ့ကဆိုငကောတိုင်တောင်ရောက်တယ်ခါမပြောက်ဘူးအင်မတန်မှထူးခြားတဲ့နေရာဒါပေမဲ့ဘာတွေ့ရလဲတောက်လျှောက်တစ်ဖက်ချန်စီယိုကအစကျွတ်ကျွတ်အိတ်ဒီအပြစ်ဒီတိုင်းလုပ်ပြနေရေသားမှုတွေသုံးပြီးဒီတိုင်းလုပ်ဖြစ်တာဒါတွေကပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းမှုလိုပါတယ်ဒါကြောင့်မို့မျိုးပြီးမျိုးဖတောင်းရှိတဲ့လူတွေအားလုံးလုပ်ငန်းရှင်တွေမိမိကုမ္ပဏီနဲ့ပတ်သက်လာရင်
ပတ်ဝန်းကျင်ကာဝယ်ထိန်းသိမ်းမိပါလို့ပြောပါတယ်နောက်ဆုံးကတော့အခုခေတ်မှာအင်မတန်ရေးကြီးပါတယ်အစိုးရအသစ်လက်ထက်မှာကုမ္ပဏီတိုင်းသည်အောက်ဒီလိုက်စားမှုလုံးဝအားမပေးတဲ့ကုမ္ပဏီဖြစ်ဖို့လိုပါတယ်အောက်ဒီလိုက်စားမှုရှိနေတဲ့၍တိုင်ဆိုင်မှုကိုအနောက်ချက်ဖြစ်စီပါတယ်မလိုအပ်တဲ့အခွင့်အရေးတွေရဖို့အတွက်အောက်ဒီပေးတာယူတာမလုပ်ကြပါနဲ့လို့မှားကြပါတယ်ဒါကြောင့်မို့မကွေးမှာရှိတဲ့လုပ်ငန်းရှင်တွေအားလုံးကုမ္ပဏီတွေအားလုံးဒီတာဝန်ကျေရဲ့စီးပွားရေးလုပ်ငန်းဖြစ်ဖို့အခြေခံ၄ခုမမိပါနဲ့လူခွင့်ရေးဝန်ထမ်းရေးရာပတ်ဝန်းကျင်ကာဝယ်ထိန်းသိမ်းမှုနဲ့အောက်ဒီလိုက်စားမှုလုံးဝရှောင်ကျဉ်တဲ့လုပ်ငန်းဖြစ်အောင်ကိုဒီကြောင်းထောင်ထားပေမဲ့ဒီ၄ခုတောင်းယူလို့ရတယ်ကိုဒီရပ်ဖက်လူဖွဲ့စီဖြစ်ပေမဲ့ဒီ၄ခုတောင်းယူလို့ရတယ်ကိုဒီ shopping mall ကိုထောင်ထားပေမဲ့ဒီ၄ခုကိုတောင်းယူလို့ရတယ်လို့ကျွန်တော်ပြောပါတယ်ဒါတွေအားလုံးကနိုင်ငံတော်ရဲ့လိုအပ်ချက်ဖြစ်ပါတယ်အဲ့တော့နောက်ဆုံးအနေနဲ့တော့ကျွန်တော်ဒီနေ့ပြောမယ့်ကိစ္စကတော့လုပ်ငန်းခွင်မှာဒါဝန်ထမ်းတွေအားလုံးနဲ့ပတ်သက်တယ်အလုံးနဲ့ပတ်သက်တယ်ဆရာနဲ့ဆရာဦးတင်စံကျော်ကတော့ဦးတင်စံကျော်တော့အလုံးနဲ့ပတ်သက်လို့ပြောမယ်ဆရာတော့အလုံးခွင်နဲ့ပတ်သက်လို့ပြောမယ်ဒါကြောင့်မို့ဒီနေ့ပြောမယ့်အကြောင်းအရာနှစ်ခုဒီဆက်ဆက်နေတယ်တစ်ခုနဲ့တစ်ခုမိနေတယ်အလုံးခွင်တာယာမအလုံးကလည်းအဆင်ပြေမှာပါအလုံးအဆင်ပြေမှအလုံးခွင်လည်းတာယာမှာဖြစ်ပါတယ်ဒါကြောင့်မို့အနာဂတ်ကိုရှေ့ရှုကြပါလို့သတိပေးကြပါတယ်အနာဂတ်ကလှပဖို့လိုတယ်ဒုသဖြင့်တို့လူငယ်တွေဒီထဲမှာလူငယ်တွေအများစုပါနေတော့လူငယ်တွေအားလုံးဒီအနာဂတ်ကိုရှေ့ရှုတဲ့လူငယ်တွေဖြစ်စေခြင်းတယ်လို့ဆရာတိုက်တွန်းကြပါတယ်အဲ့တော့ခေါင်းစဉ်အနေနဲ့ပြီးထားတာတော့ future workplace လုပ်ငန်းခွင်ရဲ့အနာဂတ်လက်ရှိအခြေအနေကနေအနာဂတ်ကာလမှာလုပ်ငန်းခွင်အခြေအနေတွေဘယ်လိုပြောင်းလဲမလဲဆိုတာကိုဆရာဆွေးနွေးတင်ပြဖို့ဖြစ်ပါတယ်ပထမဆုံးပြောချင်တာတော့ဒါလေးကိုသတိထားစီခြင်းအတိတ်ကိုပြင်လို့မရအောင်ဆရာတို့နိုင်ငံမှာအတိတ်နဲ့ပတ်သက်လို့သိပြောတယ်မင်းတို့အချိန်အကုန်မခံနဲ့နော်အတိတ်ကပြင်လို့မရတဲ့အတွက်မကောင်းတာတွေကိုထောက်ပြနေအကျိုးမရှိဘူးဟိုဟာဖြစ်လို့ဒီဟာဖြစ်လို့ဟိုဟာမလုပ်လို့ဒီဟာမလုပ်လို့ပြောနေမဲ့အစားအနာဂတ်ဒီကိုယ့်လက်ထက်မှာရှိဒါကြောင့်မို့တို့လူငယ်တွေမှားခြင်းတယ်ဆရာဟောပြောပွဲအတိုင်းမှာပြောတယ်မကွေးမှာခုနဒေါက်တာထင်စာနေပြောလို့ဆရာတို့မလာနိုင်တဲ့အတွက်မွေးတဲ့အချိန်မှာဆင်းရဲကိုတောင်းမဟုတ်တည်တဲ့အချိန်မှာဆင်းရဲကိုတောင်းမွေးတဲ့အချိန်မှာဆင်းရဲတာကဒါမိဘနဲ့ဆိုင်တာကိုမတတ်နိုင်ဘူးအတိတ်ကလည်းကိုမတတ်နိုင်ဘူးကိုမပြင်းနိုင်ဘူးကိုလက်ထက်မှာဘာရှိလဲလို့ပြောရင်မင်းတို့လူတွေအားလုံးလူငယ်တွေအားလုံးအနာဂတ်ကိုပိုင်တဲ့လူတွေဖြစ်ရ The future is yet in your hands power ကိုလက်ထက်မှာရှိတယ်လို့လူငယ်တွေအားလုံးယုံကြည်ပါလူငယ်တွေအားလုံးလက်ခံပါလုပ်ငန်းရှင်တွေလည်းလက်ခံပါမန်နေဂျာတွေလက်ခံပါဝန်ထမ်းတွေလည်းလက်ခံပါလို့ဆက်တိုက်တွန်းနေပါတယ်ဒါကြောင့်မို့ပထမဆုံးပြောချင်တာတော့ကဘာကြီးမှာဖြစ်နေတဲ့အခြေအနေတွေသိဖို့လိုတယ်တို့မကွေးမှာစီဝါရေးလုံးယုံနဲ့မကျင်တတ်နဲ့မမပြည်မှာဘာဖြစ်လဲသိဖို့လိုနေတယ်ဒီလိုပဲမမပြည်မှာဖြစ်ယုံနဲ့မကျင်တတ်နဲ့တကဘာလုံးမှာဘာဖြစ်လဲဆိုတာလေသိဖို့လိုပါတယ်အဲ့တော့ဒီနေ့ပြောချင်တာတော့ကဘာလုံးမှာဖြစ်နေတဲ့အခြေအနေတွေကိုကျွန်တော်တင်ပြချင်ပါတယ်ဒါကို mega trends တကဘာလုံးမှာဖြစ်နေတဲ့ကြီးကျယ်တဲ့ထူးခြားတဲ့ပြောင်းလဲမှုတွေဒီပြောင်းလဲမှုတွေတိမှကိုယ်ကုမ္ပဏီကိုယ်လုပ်ငန်းဘယ်လိုကင်တွဲရမလဲဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုစဉ်းစားနိုင်လိမ့်မယ်လို့ဆရာယုံကြည်ပါတယ်အဲ့လိုစဉ်းစားရင်ဒါလေးကတော့ဆရာအမြဲတမ်းပြောနေတာအနာဂတ်ကိုပိုင်ဆိုင်တဲ့လူတွေမှာဘာရှိရမလဲအိမ်မက်လှလှမဲတာကိုလိုတယ် beauty of the dreams ဒါကြောင့်မို့တို့လူငယ်တွေကိုမှားခြင်းနဲ့အိမ်မက်မဲ့ကြအခုခေတ်မှာအခုကာလမှာတို့အိမ်မက်မနိုင်တဲ့အခွင့်အရေးရှိနေဒီအိမ်မက်ဒီလှပတဲ့အိမ်မက်ဖြစ်ရအိမ်မက်ဆိုတဲ့အတိုင်းကိုဖြစ်ချင်တာကိုမဲ့လို့ရတယ်အတားအဆီးမရှိဘူးဒါကြောင့်မို့လူငယ်တွေအားလုံးကိုလည်းအနာဂတ်အတွက်အိမ်မက်တွေ message တယ်
အိမ်မက်တွေမဲ့ရင်လှပတဲ့အိမ်မက်တွေမဲ့ရင်လှပတဲ့အိမ်မက်တွေကနေတစ်ဆင့်မိမိရဲ့အနာဂတ်ကကိုပိုင်ဆိုင်မှာဖြစ်တယ်ဒါကြောင့်မို့လူငယ်တွေအားလုံးအိမ်မက်မဲ့ကြဒါပေမဲ့မက်တဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့ကကိုယ့်လက်ထက်မှာရှိတယ်ဆိုတာလည်းမမေ့နဲ့အိမ်မက်မဲ့ပြီးတော့အိမ်နေလို့တော့မရသေးဘူးမက်တဲ့အိမ်မက်တွေကိုတကယ်တမ်းလက်တွေ့အကောင့်ထဲပေါ်ဖို့စူးစမ်းကြပါလို့စာဒီနီကနေတိုက်တွန်းနေပါတယ်ဒါကြောင့်မို့တကဘာလုံးမှာဘာဖြစ်နေလဲလို့စဉ်းစားရင်နံပါတ်1ကတော့ဒီဟာကိုစဉ်းစားတဲ့အခါမှာအဲ့ဒါကိုသိရင်ကိုယ့်အကိုပြန်ပြီးပြုတ်ပြင်လို့ရ reshape ပြန်ပြီးပုံဖော်လို့ရတာကိုမမေ့ပါနဲ့ရှိနေတာကိုကြည့်ုံနဲ့ဟာကျွန်တော်မတတ်နိုင်ဘူးကျွန်မမတတ်နိုင်ဘူးလို့မဟုတ်တော့ဘဲနဲ့ဖြစ်နေတဲ့အနေအထားကိုသိရင်ကိုပြင်လို့ရတယ်ပြင်လို့ရတဲ့ပြင်ကိုအဲ့ဒီဖြစ်နေတဲ့အနေအထားဒီတို့လူအဖွဲ့အစည်းဗမာပြည်ကိုလည်းလွှမ်းမိုးနေမှာပဲကိုလှုပ်တဲ့လှုပ်တွေကိုလည်းလွှမ်းမိုးနေပါပဲမိမိကုမ္ပဏီကိုလည်းလွှမ်းမိုးနေပါပဲဆိုတော့သိဖို့လိုတယ်အဲ့ဒါကြောင့်ကိုတောင်းရပါလေဖန်တီးဖို့လိုတယ်ရှေ့ပုံဖော်ကြပါဒီအနာဂတ်ကိုသိရင်အဲ့ဒီအနာဂတ်ကိုနားလည်ရင်ပုံဖော်လို့ရတယ်လို့ဆရာပြောချင်ပါတယ်ပြီးတော့မှတုံ့ပြန်တာဒါကိုသိရုံနဲ့မရပဲနဲ့တို့နိုင်ငံကဘယ်လိုတုံ့ပြန်မလဲစဉ်းစားဖို့လိုလိမ့်မယ်လို့ဆရာတို့ပြောပါတယ်အဲ့တော့နံပါတ်1ကဘာဖြစ်လာလဲဆိုရင်အရေးကြီးလာတယ်တလောကသတင်းစာတွေမှာဖတ်လို့ရှိရင်မင်းတို့တွေးလိမ့်မယ်ရန်ကုန်မြို့မှာနိုင်ငံတော်ဤတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ဖွင့်သွားတယ်ဘာဖြစ်လာလဲဆိုရင်မြို့ပေါ်နေတဲ့လူဦးရေနဲ့ကြီးတဲ့ဒေသမှာနေတဲ့လူဦးရေအကြီးအကျယ်ပြောင်းလဲသွားတော့မှဖြစ်တယ်တဖြည်းဖြည်းကြီးလက်တွေပျောက်သွားပြီးတော့ဘာတွေပဲဖြစ်တော့မလဲဆိုရင်မြို့တွေပဲပေါ်လာတော့မှာ urbanization စက်တင်ဘာတွေမကွေးလည်းလူဖြစ်နေမှာနော်မကွေးမှာရှိတဲ့ရွာတွေတဖြည်းဖြည်းရွာမှာနေတဲ့လူတွေတဖြည်းဖြည်းဘယ်ကိုရွှေ့လာမလဲမြို့ကြီးဒီရွှေ့လာမှာဖြစ်တယ်တကမ္ဘာလုံးမှာဒီအခြေအနေကိုဖြစ်နေတာသဘောပေါက်ဖို့လိုတယ်ကျွန်တော်ပြောနေတဲ့တရုတ်ပြည်မှာလည်း urbanization နော်ဒီမြို့ပြကြီးထွားမှုများလာတာသိထားမိတယ်ဒါကိုနားလည်ဖို့လိုပါတယ်နံပါတ်1ကတော့ climate change ရာသီဥတုကအကြီးကျယ်ပြောင်းလဲနေအဲ့တော့ရာသီဥတုပြောင်းလဲတာနဲ့စီးပွားရေးလုပ်ငန်းရှင်ဘာဆိုင်လဲလို့တချို့တွေမေးကောင်းမေးမယ်ဒါပေမဲ့ရာသီဥတုပြောင်းလဲမှုကြောင့်မိမိပစ္စည်းတွေရောင်းနေဟာနဲ့ပတ်သက်လို့မိမိရဲ့ဝန်ဆောင်မှုတွေပေးတာနဲ့ပတ်သက်လို့လေအဓိကကြားတယ်လို့ဆရာတို့ပြောချင်ပါတယ်နံပါတ်3ကဒီချက်ကတော့ရေးကြည့်လာတယ်အရင်တုန်းက21ရာစုအစမှာစီးပွားရေးအာဏာရှိတဲ့အင်အားရှိတဲ့နိုင်ငံတွေကဘယ်သူတွေလဲလို့ပြောရင်အနောက်နိုင်ငံတွေလို့ပြောလို့ရတယ်အမေရိကန်နိုင်ငံဥရောပနိုင်ငံတွေအင်အားကြီးတယ်လို့ပြောလို့ရတယ်အခုချိန်မှာအဲ့ဒါမဟုတ်တော့အမေရိကန်ဒီနံပါတ်1ဖြစ်နေပေမဲ့နံပါတ်2ကလိုက်နေတာ China နံပါတ်3ကဂျပန်နံပါတ်4ကအိန္ဒိယလည်းမကြခင်နံပါတ်3ဖြစ်တော့အဲ့တော့ဒီဘေကစီဝါရေးအာနာဒီစီဝါရေးအင်အားဒီအနောက်ကနေအရှိကိုပြောင်းလာတဲ့အနေအထားရှိတာတွေ့ရပါတယ်အရှိကိုပြောင်းလာခြင်းဒီတို့ဗမာပြည်အတွက်အခွင့်အရေးပဲအနောက်ကနေမှာအင်အားကြီးနေသည်ကိုယ့်အတွက်အခက်အခဲရှိပေမဲ့အခုလိုစီဝါရေးအင်အားဒီအနောက်ကနေအရှိကိုရွှေ့လာတဲ့အချိန်မှာတို့နိုင်ငံတွေအခြေအနေကောင်းတယ်လို့ပြောလို့ရပါတယ်နံပါတ်4ကတော့ဒီမှာလူငယ်တွေနဲ့ပတ်သက်တယ်ပါတယ်ဒါကတော့လူဦးရေအနေထား30အသက်30အောက်လူဦးရေဒီမမမီမှာအများစုဖြစ်နေပြီလူငယ်တွေဒီဘက်ကထူးခြားတာတော့တိုးတက်တဲ့နိုင်ငံတွေမှာဘာဖြစ်နေလဲဆိုရင်လုံးမဲ့လူမရှိတော့လူတွေအသက်ကြီးလာတယ်ဂျပန်မှာဆိုရင်လုံးမဲ့လူမရှိတော့ဘူးဥရောပမှာလည်းဒီပုံစံပဲဒါကြောင့်မို့ရှာရိုနီနဲ့ဒို့နိုင်ငံမှာအားတစ်ခုဘာရှိနေလဲလို့ဆိုရင်လူငယ်တွေများတဲ့အတွက်အလုံးလုံးနိုင်တဲ့လူတွေများတဲ့အတွက်ဒါသည်စီးပွားရေးအကျိုးသက်ရောက်မှုပဲဒါလေးကိုသိထားဖို့လိုပါတယ်နံပါတ်5ကတော့အခုဒီမှာရှိတဲ့ဒီခန်းထဲမှာလာတဲ့လူတိုင်း
smartphone นี่မရှိတဲ့လူမပါပါဘူးအားလုံးက smartphone ရှိတယ်အခုဆရာပြောတော့ရိုက်နေတဲ့လူတွေအများကြီးအဲ့တော့ဒါတွေအားလုံးဒီ digital နည်းပညာနဲ့ရွှေ့ရတော့တမျိုးကြမျိုးမလားလုံအောင်ဆိုတာထက်ကို shopping mall မှာလည်းပဲ digital revolution ဖြစ်နေတာဆရာတို့တွေ့ရပါတယ်ဒီ၅ချက်ကိုမမိပါနဲ့ဒရီအားလုံးဟာကြေးရွာတွေမှာမရှိတော့တဖြည်းဖြည်းမြို့ကိုရွှေ့လာတယ်ပတ်ဝန်းကျင်နော်ဆရာတို့ယာတိဥတုပြောင်းလဲမှုရှိဝါရေးအင်အားပြောင်းလဲမှုအသက်အရွယ်ပိုင်းခြားပြောင်းလဲမှုနဲ့ခုနနီးပညာပြောင်းလဲမှုဖြစ်တာတွေ့ရပါတယ်ဒါကြောင့်မို့အလုတ်ကိုဒီမှာတော့ဝန်ထမ်းတွေအားလုံးကိုရှားအားပေးကြလို့ပါအလုတ်ရှင်တွေကိုလည်းအားပေးကြလို့ပါရှားမောင်ကျန်တော့လူတိုင်းဒီထူရတဲ့အလုတ်လုပ်ဖို့တူတယ်ထူရတဲ့အလုတ်လုံးနိုင်မှုဝန်ထမ်းတယောက်ဒီတာဝန်ကျေတဲ့ဝန်ထမ်းဖြစ်နိုင်မှုဘာလို့လဲလို့မေးရင်ကိုလုပ်တဲ့အလုပ်ကိုချစ်ဖို့လိုတယ် to love what you do နော်ဆရာအမြဲတမ်းပါတာပါတယ်နှစ်ခု do what you love ချစ်တာကိုလုပ်ပါလို့အမြဲတမ်းတိုက်တွန်းတယ်ချစ်တဲ့အလုပ်ကိုလုပ်ပါဝါသနာပါတဲ့အလုပ်ကိုလုပ်ပါလို့အမြဲတမ်းတိုက်တွန်းတယ်လူငယ်တွေလည်းမှာခြင်းတယ်တခါလေလာမေးတယ်ဆရာကြီးကျွန်တော်မလုပ်ရမလဲမင်းဝါသနာပါတာပဲလုပ်ငွေရတာမစင်းစားနဲ့ဗျာလူရတာမစင်းစားနဲ့ကိုစိတ်ပါတဲ့အလုပ်ကိုပဲလုပ်ပါလို့ပြောတယ်ဒါပေမဲ့တခါတည်းမှစိတ်ပါတဲ့အလုပ်လုပ်ခွင့်မရရင်ကိုလုပ်ရတဲ့အလုပ်ကိုချစ်ပါလို့မျက်နှိုးပါလို့တမိုးထားပါလို့ပြောခြင်းတယ်ဒါကြောင့်မို့တို့လူငယ်တွေအားလုံးအထူးသဖြင့်ဝန်ထမ်းတွေအားလုံးအခုလုပ်နေရတဲ့အလုပ်ကိုကြိုက်ချင်မှကြိုက်ဒီလုပ်ဒီကိုဝါသနာပါတဲ့အလုပ်ဖြစ်ချင်မှဖြစ်မယ်ဘာပဲဖြစ်ဖြစ်ဆရာမှာကျင်တော့မင်းတို့အားလုံးဒီကိုလုပ်တဲ့လုပ်ကိုချစ်ပါလို့မှာကျင်တယ်ကိုလုပ်ရတဲ့လုပ်ကနော်နှိမ့်ကြတယ်ကိုလုပ်ရတဲ့လုပ်ကတမိုးမရှိဘူးလို့ဘယ်တော့မှမစင်းစားနဲ့ကိုလုပ်တဲ့လုပ်ကိုကြမ်းမဲတိုက်ရပကံမဲဆေးရဒီလုပ်ဒီတမိုးရှိတဲ့လုပ်လို့ယူဆစီခြင်းဒါအရေးကြီးတယ်နော်လူငယ်တွေမဟုတ်ရင်လူတိုင်းဒီကံမကောင်းကြလူတိုင်းဒီကိုချစ်တဲ့လုပ်ခွင့်ရရင်မှရကိုဝါသနာနဲ့ပါတဲ့လုပ်ကိုလုပ်ခွင့်ရတဲ့လူကအင်မတန်ရှားတယ်သို့တော်လည်းဆရာမကြီးနာတော့ဘယ်လုပ်ပဲလုပ်ရအဲ့ဒီလုပ်ကိုမျက်နှိုးပါအဲ့ဒီလုပ်ကိုချစ်ပါအဲ့ဒီလုပ်ကိုဝါသနာပါလို့ဆရာတို့မှားခြင်းပါတယ်ဒါကြောင့်မို့လူတွေအနေနဲ့ workplace အလုပ်ခွင်မှာထူးခြားတဲ့အလုပ်ခွင်ဖြစ်ဖို့၅ချက်လိုတယ်လို့ပြောပါတယ်နံပါတ်1ပဲမှတ်ဖို့လိုတယ်နော်အသေးစိတ်ကအရေးမကြီးဘူးလူတွေအားလုံးကိုနံပါတ်1ကလူတွေအားလုံးကိုလက်ခံပါလို့ပြောခြင်းတယ်လူတွေအားလုံးကိုတန်တရားမထားနဲ့လုံအောင်ခွင်မှာကိုယ်ဝန်ထမ်းချင်းတန်တရားရှိနေရင်တော့နံပါတ်1ကအစဉ်ပြေမှာမဟုတ်လူကိုမြဲတာစိတ်မချနေဘူးလူလို့ရင်ငါပင်မမှာပဲလို့စဉ်းစားနေသေးရတော့အလုတ်ခွင်ကตายရတဲ့လုတ်ခွင်ဖြစ်မှာမဟုတ်အဲကြောင့်မို့နံပါတ်1အချင်းချင်းတယောက်နဲ့တယောက်နားလည်မှုအပြည့်ရှိပါနံပါတ်2ကတယောက်နဲ့တယောက်လေးစားကြပါလို့ပြောတယ်လူတယောက်ကိုလက်ခံပါကိုကအမြဲတမ်းသူများကိုကူညီဖို့အစနစ်ရှိပါလို့ပြောတယ်ဒါလူငယ်တွေရေးကြည့်တယ်နော်မင်းတို့ဝန်ထမ်းတွေငါအလုပ်မဟုတ်ဘူးလို့ဘယ်တော့မှမပြောနဲ့နော်ကုမ္ပဏီမှာရှိသမျှအလုပ်ဒီအားလုံးကိုယ့်အလုပ်ပဲသူများမလုပ်နိုင်ရင်ကိုယ်ဝင်လုပ်ပေးဖို့အစနစ်ရှိဒီအလုပ်ကငါအလုပ်မဟုတ်ဘူးငါအလုပ်ပဲငါလုပ်တယ်ဆိုတဲ့စိတ်ကိုမမွေးပါနဲ့လို့ရှာမခြင်းတို့နိုင်ငံမှာလည်းဒီတိုင်းပဲတို့နဲ့မဆိုင်ဘူးဖာတိဖာလာနေတဲ့စိတ်ကိုဖြောက်မှရတို့နိုင်ငံတိုးတက်ဖို့အတွက်လူတိုင်းမှာတာဝန်ရှိတယ်တာဝန်စဉ်းစားပြီးပါပြီးတော့နံပါတ်3ကဒါလေးကအရေးကြီးတယ်လူငယ်တွေကိုလူတယောက်နဲ့ပတ်သက်လို့ပြောရရင်မကောင်းတဲ့စကားမပြောပါနဲ့ကောင်းတာပဲပြောပါဒါရေးကြည့်တယ်နော်လူတယောက်ကိုမနှိမ့်ချနဲ့နော်လူတယောက်ကိုသွားပြီးမစော်ကားနဲ့နော်ပြောရရှင်အဲ့ဒီလူတွေကောင်းတဲ့
အကြောင်းပဲပြောပါလို့ဆရာတို့ပြောတယ်နံပါတ်4ကတော့ဒုနိုင်ငံမှာလိုအပ်တယ်လို့ထင်တယ်မဖြစ်တာကိုလာမပြောနဲ့ဖြစ်အောင်လုပ်ဖို့အရေးကြီးအဖြေရအောင်စဉ်းစားတော့ပြဿနာမစဉ်းစားနဲ့အခုဖြစ်နေတာကုမ္ပဏီတွေမှာလုပ်ငန်းတွေမှာနိုင်ငံတော်မှာပြဿနာပဲပြောတယ်အဖြေပြောရလို့မရှိဘူးတို့အဖြေပြောရမယ်ပြဿနာတွေရှိတာသိတယ်ပြဿနာကိုလိလူရှိတာမဟုတ်တို့တော့လည်းပြဿနာကိုမစဉ်းစားဘဲနဲ့ဘာဖြစ်ရမလဲဆိုရင်ဆရာတို့အဖြေကိုစဉ်းစားတောင်းကြိုးစားကြပါနောက်ဆုံးတော့တို့လူငယ်တွေအကျင့်လို့တော့ခဏရစပြီကျေးဇူးတင်တဲ့အကျင့်လို့နေ့တိုင်းကျေးဇူးတင်ရမှာနော်လုပ်ပေါ်ကံမြတ်တွေကျေးဇူးတင်ရမယ်အလုံးရှင်ကိုကျေးဇူးတင်ရမယ်နိုင်ငံတော်ကိုကျေးဇူးတင်ရမယ်မိဘတွေကိုကျေးဇူးတင်ရမယ်တကယ်ကြီးတွေကိုကျေးဇူးတင်ရမယ်တယောက်နဲ့တယောက်အမြဲတမ်းကျေးဇူးတင်ရှားတော့ရန်ကုန်မှာတင်တန်းနေပြီးအမြဲတမ်းမင်းတို့အချင်းချင်းကျေးဇူးတင်တဲ့အကြောင်း thank you ပြောရှားကြီးဘာပြောရမလဲမသိဘူး thank you သာပြောဘာမှမသိနဲ့မျက်စိမေးပြီးသားကျေးဇူးတင်ပြီးရောနော်ခဏစားပြီးချစ်ပြင်မယ်နော်လို့လုပ်ငန်းကြီးအားလုံးမှာတယောက်နဲ့တယောက်ကျေးဇူးတင်မယ်ဘာကြောင့်လဲ तू လှုပ်လို့ငါရက်တည်နိုင်တာ तू နဲ့ငါနဲ့ရှိမှအဆင်ပြေနိုင်တယ်ဆိုတာနားလည်ရပြီလို့ပြောတယ်အဲ့တော့ခဏဆရာတို့အယောင်၄မျိုးကြောင့်ပြောကြည့်မယ်နော်ဆရာတို့စီဝါရေးပညာကနည်းနည်းခက်ခဲတယ်ရုပ်တရက်စဉ်းစားရင်ကြောင်တောင်တော်နဲ့နော်ရုပ်တရက်မစဉ်းစားတဲ့ဟာတွေကိုဆရာတို့စဉ်းစားတယ်ကတ်တက်ဒါကြောင့်မို့စီဝါရေးပညာရှုတော့ကကြည့်ရင်အလုတ်ကိုကြည့်ရင်တဲ့လောကကြီး၄မျိုးရှိတယ်ဆရာရှင်းပြတဲ့အခါမှာနားတိုက်ရုံတက်တက်မဟုတ်ဘဲနဲ့ဆရာမာဂျင်တော့မိမိကုမ္ပဏီဟာအယောင်၄ခုတည်းကဘယ်အယောင်ကိုစိုးမိုးနေလဲကိုယ့်ကိုယ်စမ်းစစ်ပေးပါအယောင်၄မျိုးကသိတဲ့အတိုင်းအနီရှိမယ်အပြာရှိမယ်အစိမ်းရှိမယ်အဝါရှိအခြေခံအယောင်၄မျိုးအဲ့ဒီ၄မျိုးတွေကကိုယ့်ကုမ္ပဏီဟာဒီ၄မျိုးထဲမှာဘယ်အယောင်အစင်းဖြစ်နေလဲဆိုတာကိုဆရာတို့စဉ်းစားစီခြင်းတယ်ဟိုဂျက်ကင်အဝါတွေဝတ်ထားလို့ကိုယ့်ကုမ္ပဏီကအဝါလို့မပြောနဲ့နော်ဟိုဒါနဲ့မဆိုင်ဘူးနော်မိမိကုမ္ပဏီရဲ့အနေအထားဒီဘာဖြစ်လဲဆိုတာကိုဆရာတို့သုံးသပ်စီခြင်းတယ်စဉ်းစားစီခြင်းတယ်အဲ့တော့ကိုယ့်အယောင်ကိုသိရင်ကိုယ့်ကုမ္ပဏီကိုရွှေ့လို့ရတယ်မိမိကုမ္ပဏီဒီအနီးဖြစ်နေမိမိကုမ္ပဏီအစိမ်းဖြစ်နေမိမိကုမ္ပဏီဒီအပြာဖြစ်နေမိမိကုမ္ပဏီအဝါဖြစ်နေအဲ့ဒီအယောင်ပေါ်မှာမူတည်ပြီးတော့ဘယ်လိုလှုပ်ရှားရမလဲဆိုတာကိုစဉ်းစားလို့ရပါတယ်လို့ဆရာတို့ပြောချင်ပါတယ်ပြီးတော့မှဆရာတို့ better future better မြန်မာရဲ့ဆောင်ဖို့ကအနာဂတ်ကဘယ်တော့စလဲဂဏိစလားနှစ်ပံမဟုတ်ဘူးနော်နှစ်ပံဘာဖြစ်ချင်လဲဆိုတာကိုဘယ်နေ့စမလဲအခုစမယ်မင်းတို့လူငယ်တွေရဲ့ဒုက္ခတစ်ခါလိဘယ်တော့မှမစပြည့်ဘယ်တော့လုံးမလဲနှစ်ပံကြောင်းတက်မယ်ဘယ်တော့လဲနှစ်ပံစကြက်မယ်ဘယ်တော့လဲနှစ်ပံဒီလိုပဲအလုံးစလုံးတော့ဘယ်တော့လဲနှစ်ပံနှစ်ပံမရှိဘူးနော်ဂဏိစလို့ပဲနော်မင်းတို့ပြောင်းနေတာဒီနေ့စပြောင်းရင်တို့နိုင်ငံမှာလည်းနှစ်ပံမပြောနဲ့ဂဏိပြောမယ်ဒါဆိုရင်ရှာလို့လုပ်လို့ရတယ်လို့ထင်တယ်အနာဂတ်ဒီဂဏိစတာနှစ်ပံမဟုတ်ဘူးနှစ်ပံမှာအနာဂတ်မဟုတ်ဘူးဂဏိလုံးတဲ့လုံးဒီနှစ်ပံအတွက်အနာဂတ်ဖြစ်တယ်လို့ရှာလို့ပြောချင်ပါတယ်ဒါကြောင့်မို့ရှာပေးချင်တာတော့ဗာလဲဆိုရင်နော်အလုပ်လုပ်ကြပြောင်းနေတို့နိုင်ငံပြောင်းနေကုန်ကြီးလည်းပြောင်းမှရအရှိန်မြင့်မို့လိုတယ်ဘေးထိုင်ပြီးဘူးမပြောနဲ့နော်ဘေးထိုင်ပြီးအပြစ်တွေပြောမနေနဲ့ကိုဘာဝင်လုံးမလဲဆိုတာစဉ်းစားကုမ္ပဏီတွေလုပ်ငန်းတွေစီးပွားရေးလုပ်ငန်းရှင်တွေအားလုံးပြီးတော့မှအမြဲတမ်းပြင်ဆင်ပါ plan လို့ပြောတာစီမံကိန်းလို့မပြောဘူးပြင်ဆင်မှုလို့ပြောတယ်ခဏလုံးရှာရှိတာလို့အနာဂတ်အတွက်ပြင်ဆင်တာရှိတာကိုပြင်ပေးပါလို့ဆရာပြောချင်ပါတယ်ပြီးတော့ခေါ်ရမယ်နော်တို့နိုင်ငံသူများထွာသွားရင်တို့ကဒီတဲ့သူများဖြည်းဖြည်းရွှေ့နေခါမှာကိုကမြန်အောင်ခုံဖို့လိုတယ် leap frog လို့ပြောတယ်ခုံနိုင်အောင်ကြိုးစားပါတဆင့်ချင်းမသွားပါနဲ့လို့ရှာတိုက်တွန်းညင်ပါတယ်ဒါကြောင့်မို့ကိုစဉ်းစားကြပါလို့ပြောခြင်းတယ်ဒါကြောင့်မို့အခုခေတ်မှာတော့အလုတ်ခွင်လို့ပြောရင်အလုတ်ကိုမပြောဘူးလူကိုပြောတယ်ဒါရေးကြည့်တယ်နော်အလုတ်နဲ့လူခွဲနော်ကုမ္ပဏီတစ်ခုအောင်မြင်တာဘာကြောင့်လဲလူတွေတော်လို့မ
ဝန်ထမ်းတွေကောင်းလို့အလုံးနဲ့မဆိုင်ဘူးအလုံးကိုမပြောနဲ့လူကိုပြောဒါကြောင့်မို့ဒီမှာရှိတဲ့လုပ်ငန်းရှင်တွေအားလုံးလည်းမှားခြင်းတယ်မိမိကုမ္ပဏီကိုစဉ်းစားတဲ့ခါမှာအလုံးကိုမစဉ်းစားမနဲ့လူကိုအာယုံပြုစေခြင်းတယ်လို့ပြောတယ်ပြီးတော့မှဆရာတို့ဒေါက်တာတက်ဆန်လင်းတို့ဆရာတို့စိတ်ဝင်စားတာပုံပြောတတ်ဖို့လိုတယ်ကြော်ညာရဲဆိုတာဘာလဲ narrative ပုံပြောတာပဲကိုကုမ္ပဏီကြောင့်ပုံပြောတာအခု IKBZ အကြီးကျယ်ကြော်ညာတယ်ဘာပြောတာလဲ IKBZ ကဘာလဲဆိုတာကိုပုံဖော်တာအဲ့တော့စီလဲဒီတိုင်းပဲဒီ narrative လို့ခေါ်တဲ့ပုံပြောတတ်ဖို့လိုတယ်ပုံပြောကောင်းတဲ့လူဖြစ်အောင်ကြိုးစားပြီးပါလို့ဆိုလို့ပြောတယ်ဒါကြောင့်မို့ပထမအနီးအဲ့တော့အနီးလောကကြီးကိုကုမ္ပဏီဒီအနီးလောကကြီးဖြစ်ရလားဖြစ်နေသလားကိုသုံးတာနော်အနီးကဘာကိုပြောတာလဲဆိုရင်တီထွင်မှုကိုစဉ်းစားတာအမြဲတမ်းပြင်နေတာအဲ့ဒီကုမ္ပဏီဒီလက်ရှိအခြေအနေကိုလက်မခံဘူးဒီတဲ့ကောင်းအောင်အမြဲတမ်းလုံးမယ်လို့စဉ်းစားတဲ့ကုမ္ပဏီဖြစ်တယ်တီထွင်မှုတွေကြံစမှုတွေအသစ်စားတွေကိုအမြဲတမ်းလက်ခံတဲ့ကုမ္ပဏီဖြစ်တယ်လို့ပြောပါတယ်ဒါဆိုရင်တယောက်နဲ့တယောက်အပြိုင်ဆိုင် innovation တီထွင်မှုလို့ပြောတာနည်းပညာကိုပြောတာမဟုတ်ဘူးနော်လက်ဖက်ရည်ဆိုင်မှာခဏစမူစာရောင်းပြီးနောက်တစ်နေ့ပလာတာရောင်းတာဒီလဲတီထွင်မှုပဲဒီနေ့ကျောင်းနေမှာဒီပုံစံနဲ့သင်ပြီးတော့နောက်တစ်နေ့ပုံစံတစ်မျိုးနဲ့သင်တာလဲပဲတီထွင်မှုပဲတီထွင်မှုဟာဘာလို့စဉ်းစားလဲဆိုအပြိုင်ပဲပြေးပြိုင်နေရတာဘာလို့ပြိုင်နေလဲလို့ပြောရင်စားသုံးသူတွေလိုချင်တာကိုပေးနိုင်မှုပြိုင်နေရတာလို့သတိထားစေခြင်းနဲ့ဒါကြောင့်မို့ကုမ္ပဏီတွေအားလုံး IKBC ကောကျန်တဲ့ကုမ္ပဏီတွေရောဖောက်တယ်တွေလိုချင်တဲ့ shopping mall တွေကလည်းဒီတိုင်းပဲဖောက်တယ်တွေလိုချင်တာကိုပေးနေအောင်လုပ်နေရတာဖြစ်တယ်အဲ့တော့ဒီကုမ္ပဏီတွေဟာတီထွင်မှုကိုအားပေးတဲ့တီထွင်မှုကိုတားဖောက်တဲ့ incubator လို့ခေါ်တဲ့တားဖောက်တဲ့ဒီကုမ္ပဏီမှာအများအားအသစ်စားနေလုပ်နေတဲ့ကုမ္ပဏီဖြစ်တယ်ပြီးတော့မှဒီကုမ္ပဏီဒီဘာကိုသုံးလာလဲဆိုရင်အခု Facebook မင်းတို့လူငယ်တွေအားလုံးက Facebook သုံးနေတယ်သို့တော်လည်းကုမ္ပဏီတွေက Facebook ကိုမသုံးတတ်သေးဘူးသုံးတော့ကြိုးစားကြကျောင်းတွေက Facebook မသုံးတတ်သေးဘူးစာသင်ကျောင်းတွေမှာ Facebook လိုတယ်တနေ့ရက်ကြော်ညာလို့ထူမှာမဟုတ်ဘူး Facebook နဲ့ရွှေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ကိုရှိမှာသူများမလုပ်တဲ့သူများမဝင်တဲ့သူများမပြိုင်တဲ့ကွက်လက်တွေမှာဝင်ပြိုင်မှုလိုတယ်လို့ပြောပါတယ်တီထွင်မှုနဲ့ပတ်သက်လို့ဒါကြောင့်မို့ရေးကြည့်တာအခုခေတ်မှာအားလုံးအတွက်လို့ပြောလို့မရတော့ဘူးတယောက်ချင်းတူရင်းအတွက်ကိုဥဆိုင်တဲ့ပစ္စည်းထုတ်မှရမယ်ဝန်ဆောင်မှုပေးတဲ့အခါမှာလည်းပဲသင်တန်းကိုအားလုံးနဲ့ဆိုင်တဲ့သင်တန်းပေးလို့မရဘူးတယောက်ချင်းတူချင်းအတွက်ဥတည်တဲ့သင်တန်းတွေပေးဖို့လိုတာတွေ့တယ်တနည်းအားဖြင့်တိုင်းပြီးချုပ်တဲ့အဝတ်ထည်တွေလိုလာတယ် ready made ကမရတော့ဘူးကြိုက်တဲ့လူအတွက် small medium large သုံးမျိုးပဲထုတ်တယ်လို့မရတော့ဘူးတယောက်ချင်းအတွက်ကိုတိုင်းပြီးချုံမှရမယ်လို့ဆရာတို့စဉ်းစားတယ်ဒါကြောင့်မို့ဆရာတို့အနေနဲ့ niche လို့ခေါ်တဲ့ quality ဖြည့်ပါကုမ္ပဏီသေးတွေမကြောက်နဲ့နော်ကုမ္ပဏီတွေအများကြီးကြီးနေပြီမဲ့ကုမ္ပဏီအသီးလေးတွေဟာအကြီးတွေမလုပ်တဲ့ quality ကိုဖြည့်ရင်ကိုယ့်အတွက်စီးပွားရေးအကျိုးရှိတာတို့နိုင်ငံလည်းဒီလိုပဲစဉ်းစားနေတယ်ဆရာတို့တခြားနိုင်ငံတွေနိုင်ငံကြီးတွေအားလုံးမလုပ်တဲ့စီးပွားရေးကိုဆရာတို့နိုင်ငံလုပ်နိုင်ရင်ဆရာတို့နိုင်ငံရဲ့ကွက်လက်ပဲဆရာတို့နိုင်ငံရဲ့အခွင့်အရေးပဲမင်းတို့လူငယ်တွေလည်းကိုယ့်အတွက်မိမိရဲ့ဝါသနာမိမိရဲ့အတွေ့အကြုံမိမိရဲ့အရေးချင်းကိုအခြေခံတဲ့ကွက်လက်တွေရအောင်ရှာနော်အဲ့ဒီကွက်လက်ကိုဖော်နိုင်ကိုယ့်အတွက်အောင်မြင်မှုပဲဖြစ်တယ်လို့ပြောတယ်တခုတော့ရှိတယ်အနေတော့ကြီးတယ်ဘာကြောင့်လဲသူနဲ့ကိုယ်နဲ့ပြိုင်နေရအဲ့တော့ပြန်ဆိုင်မှုရှိနေမယ်ဆိုတာဆရာတို့သဘောပေါက်တယ်အဲ့တော့လူတွေအားလုံးကလည်းလူလို့ပြောလိုက်ရင်တီထွင်မှုနဲ့ခွဲလို့မရတော့တို့ဝန်ထမ်းတွေအားလုံးအလုပ်သမားတွေအားလုံးကတီထွင်တဲ့လုပ်သားတွေဖြစ်ဖို့လိုတယ်ပြီးတော့မှဒါလေးတစ်ခုတော့မှားခြင်းတယ်ကုမ္ပဏီတွေမကွေးရရှိတဲ့ကုမ္ပဏီတွေညဉ့်ကုမ္ပဏီလည်းပါတော့ကုမ္ပဏီတွေတီထောင်တဲ့ခါမှာအဖွဲ့အစည်းကိုကြီးအောင်မလုပ်နဲ့တော့ပေါ့ပါနဲ့ရွှေ့နေအောင်ကြိုးစားအခုဆိုတော့အများကြီးပဲဝန်ထမ်းတွေအများကြီးခန့်တယ်မလိုပဲတဲ့အခုအရေးကြီးတာဝန်ထမ်းမဟုတ်တော့
နိပညာနဲ့ဆရာတို့ရွှေ့လို့ရတယ်ဒါကိုစဉ်းစားပြပါလို့ပြောတယ်ဒါကြောင့်မို့ကို့အနေနဲ့အခုခေတ်မှာတော့ဝန်ထမ်းတွေကိုမှားကျင်တာတို့သုံးတဲ့စကားလုံးကတော့ talent ပါရမီရှင်တွေလို့ပြောတယ်ဝန်ထမ်းလို့မပြောဘူးဝန်ထမ်းတိုင်းမှာထူးခြားတဲ့ပါရမီတွေရှိအဲ့ဒီပါရမီတွေရအောင်လုပ်ဖို့ဟာကုမ္ပဏီကတောင်းဖြစ်တယ်လို့ဆရာတို့ပြောတယ်ဒါကြောင့်မို့အဲ့ဒီချိန်မှာလူတွေအားလုံးကိုပေးတဲ့အခါမှာသူ့ကိုစုပေးတဲ့အခါမှာသူ့ကိုချီးမြှောက်တဲ့အခါမှာပုံစံတွေအရင်လုံးမတူတော့ဘူးတယောက်နဲ့တယောက်လာကပေးတာချင်းမတူတော့ဘူးတယောက်နဲ့တယောက်ဘုန်းနဲ့ပေးတာချင်းမတူတာဖြစ်တယ်ဒါကြောင့်မို့လူတွေအားလုံးကစိတ်တူသဘောတူရှိတဲ့လူတွေအားလုံးတဏှာနဲ့စုလာတာဆရာတို့တွေ့ရပါတယ်အဲ့လိုတွေ့လို့ရှိရင်အဲ့ဒီကုမ္ပဏီဒီထူးခြားတဲ့တီထွင်မှုတွေရလိမ့်မယ်လို့ဆရာတို့ပြောနေတယ်အရေးကြီးတာက HR မကွေးမှာဆရာတို့ HR သင်တန်းနေပြီးတဲ့နေဆရာတင်ဆန်ကျော်တို့လည်းလုပ်ပေးလိမ့်မယ်လို့အောက်မိတယ် HR လိုပါတယ်ကုမ္ပဏီတိုင်းမှာမမကြီးမှာရှိတဲ့ကုမ္ပဏီတိုင်းမှာရင်ဆိုင်နေတဲ့ပြဿနာပါလဲဆိုရင် HR ပြဿနာဝန်ထမ်းပြဿနာအဲ့တော့ဝန်ထမ်းတွေအားလုံးကိုစဉ်းစားတဲ့နေရာမှာအခုခေတ်မှာတော့ဝန်ထမ်းတွေကိုတာဝန်မပေးတော့ဘဲနဲ့လိုရင်လိုသလိုဆွဲခန့်နဲ့ outsource ကိုရှိမှာဝန်ထမ်းတွေမထားတော့ဘူးကုမ္ပဏီမှာဝန်ထမ်းတွေမထားတော့ဘဲနဲ့လိုအပ်တဲ့ချိန်မှာဝန်ထမ်းတွေခေါ်သုံးတာမျိုးရှာတို့တွေးလာတာဖြစ်ပါတယ်ဒါကြောင့်မို့ဝန်ထမ်းတွေကိုမခန့်တော့ဘူးဝန်ထမ်းတွေကိုမယူတော့ဘဲနဲ့ခန့်လဲခန့်သုံးလဲသုံးဆိုတဲ့ acquire hire လို့သုံးလာတာတွေးရတယ်ရေးကြည့်တာပါလေအခုခေတ်မှာတော့ AI လို့ခေါ်တဲ့ဆရာတို့ဤပညာအသစ်တွေစဉ်းစားချက်အသစ်တွေကိုလုပ်နေတာဆရာတို့တွေ့ရပါတယ်ဒီနေရာမှာတော့ထူးသဖြင့်ဤပညာလွှမ်းမိုးမှုတိတ်များတဲ့အတွက်တိုးတက်မှုတိတ်များတဲ့အတွက်ဆရာတို့အနေနဲ့တတ်နိုင်နေများတော့ digital platform ITO အားကိုးတဲ့ကုမ္ပဏီတွေဖြစ်ဖို့လိုပြီလို့တော့ဆရာသတိပေးကြပါတယ်နံပါတ်1ရပြီနော်အနီးစတင်နေမကွေးမှာရှိတဲ့ကုမ္ပဏီတော်တော်များအနီးနဲတယ်လို့ထင်တယ်ဆရာစိတ်တယ်တော့များတော့အပြာများလိမ့်မယ်လို့အောင်းမိတယ်ကိုယ့်ကိုချိန်ကြည့်နော်ကိုယ့်ကုမ္ပဏီဒီအနီလားအပြာလားစဉ်းစားလို့ရတယ်အနီကအဓိကပါတယ်တီထွင်မှုပဲနော်တခြားဘာမှမစဉ်းစားရင်ဆရာပြောတာတွေအများကြီးပဲဒါပေမဲ့အဲ့ဒီထဲမှာတစ်ခုပဲပါလေတီထွင်မှုပဲနော်အပြာကြတော့ဘာလို့စဉ်းစားလဲဆိုရင်မိမိစီဝါရေးအကျိုးရှိအောင်လုပ်တာအပြာဒါကြောင့်ဆရာတင်နေမကွေးမှာရှိတဲ့ကုမ္ပဏီတွေတော်တော်များအပြာဖြစ်တယ်လို့ဆရာတို့သုံးသပ်မိတာဟုတ်တယ်မဟုတ်တယ်ကိုယ့်ကိုစဉ်းကျင်တော့အဲ့တော့ corporate is king အရေးကြီးတာစီဝါရေးအမြတ်ရဖို့လိုတယ်အရင်ရှင်တို့နိုင်ငံမှာအဲ့ဒီစကားသိမ့်မသုံးရဲဘူးတစ်ချိန်တော့အခုတော့သိမ့်မသုံးအကျင့်မပေါ့အကျင့်ကပါနေလို့အရင်ရှင်ရှိမှအရင်ရှင်ဆိုပါလေအရင်ထဲတယ်လို့အရင်နီးဆိုင်တဲ့လူဒီအရင်ရှင်ပဲအရင်နီးရှိမှစီဝါရေးဖြစ်တာနော်အရင်နီးမရှိဘဲနဲ့စီဝါရေးမဖြစ်ဘူးနော်ဒါကိုလက်ခံမှရမယ်အဲ့ဒါကြောင့်မို့ဆရာတို့လုပ်ငန်းရှင်တွေကိုအားကိုးရမယ်လုပ်ငန်းရှင်တွေကအရေးကြီးတယ်အဲ့လိုဖြစ်တဲ့အတွက်အဲ့ဒီချိန်မှာ bigger is better ဒါကြောင့်မို့ဒီမှာရှိတဲ့မကွေးမှာရှိတဲ့ကုမ္ပဏီဝန်ထမ်းလုပ်ငန်းရှင်တွေအားလုံးကဘာဖြစ်ချင်လဲကုမ္ပဏီကိုချက်ရင်ကုမ္ပဏီကြီးမှမတူဘူးနော်အနီးကတော့ဗာလဲတီထွင်မှုကိုပြောတယ်အပြားကတော့ဘာကိုပြောလဲကုမ္ပဏီချက်ရင်တာကိုပြောတယ်တီထွင်မှုနဲ့မဆိုင်ဘူးသူကလုပ်ငန်းလက်ရှိလုပ်တဲ့အလုပ်ကိုချက်ထွင်ရင်နဲ့ဆန္ဒရှိတယ်ဒါကြောင့်မို့စဉ်းစားတာအမျက်ကိုအာရုံထားတဲ့ကုမ္ပဏီတွေဖြစ်တယ်အမျက်ကအဓိကလို့စဉ်းစားတဲ့ကုမ္ပဏီတွေဖြစ်တယ်ဒါကြောင့်မို့တချို့ကုမ္ပဏီများဆိုရင်နိုင်ငံတွေထက်တောင်ဩဇာရှိတဲ့ကုမ္ပဏီတွေဖြစ်နေတာတွေ့တယ်ကြားနိုင်ငံတွေမှာဆရာတို့နိုင်ငံမှာလည်းကုမ္ပဏီကြီးကြီးတွေဖြစ်လာအောင်လဲစူးစမ်းဖို့လိုလိမ့်မယ်လို့ဆရာတော်ပြောတယ်ဒါကြောင့်မို့သူတို့အနေနဲ့ဘာပဲစဉ်းစားလို့ဆိုရင်အမျက်ရဖို့တစ်ခုပဲစဉ်းစားတယ်အဲ့ဒီအပြာလောကမှာရှိတဲ့ကုမ္ပဏီတွေအဲ့ဒီခါမှာကုမ္ပဏီတွေမှာဘာလို့အဓိကထားလဲဆိုရင်တကယ်ကိုထူးချွန်တဲ့လူတွေရအောင်ရှာတယ်ဝန်ထမ်းတွေကိုတော်တဲ့လူတွေကိုခန့်တယ်သူများမှမရှိတဲ့နော်ထူးခြားတဲ့ဆရာတို့ပါရမီရှင်တွေကိုရွေးချယ်ခန့်ထားတဲ့နေရာဖြစ်နေတယ်အဲ့ဒီလူတွေကဒါကြောင့်မင်းတို့လူတွေလူငယ်တွေဝန်ထမ်းတွေကိုလည်းသတိပေးနေတာတော့လုပ်ငန်းရှင်တွေနဲ့စဉ်းစားနေတာကိုယ့်အတွက်လည်းစဉ်းစားတော့ကိုဒီထူးချွန်တဲ့လူဖြစ်အောင်ကြိုးစားကိုဒီကိုအလုံးနဲ့ပတ်လို့တစ်ဖက်ကန်းကောက်အောင်တော်တဲ့လူဖြစ်ရင်ကိုလိုက်ရှာမှာပဲကိုကအလုံးလျှောက်ရှာမလို့ဘူးနော်အလုံးရှင်ကကိုလာပြီးလျှောက်ပြီးတော့ကျမတို့ရှိမှအလုံးလုံးပါလို့လာပြောမှဖြစ်တယ်လို့တွေ့တယ်ဒါကြောင့်မို့ထူးခြားတဲ့အခွင့်အရေးတွေရမယ်သူများနဲ့မတူတဲ့
Yaladi Yamelu Pure, the Domo, Loade, Yachin Takuaro, Pure Young Move. The Lokuba Tadelu Massanare no. A Lodi Arlo, Lone, or Tulabi Valusharu Pure, Erika Jaro, Ludi Arlo, Shiani, Ericom Didia, Yituma. Wanani ya on Lupi Mave Pide, Didomo, Lurio, Wanani, a thing, P. Kine, Nida Shi. Dario Taimo, Lore, Erika Jaro, 2 yare, Wanani Pilla Melu, Sharwa Yonki Bari, Erichima Papilamne, Torelu, Nematorelu, Pola Lime. Apia Loka Maro, Toredu when the Kamano, Matorelu Lakama Mo, Bajon and Longashinia, Amiaku, Uzabi and Longashini, Chinido. Sinabu Dure, Erika Maro, Yijida Valesui, Munapio, Nipinyao, Done, Nipinyao, Blogi, Dondo, Apia Loka Maro, Luwe, Uzabira, Shire Lupio. Nakuyabi no, a knee, Titumu, Apia, Amia Yashimu, Kokomni, Nakusanano, a Nigomnina, Apia Gomnina. Unamadon a saint. A singer of Satai donate a young. Maomindeu Sapsicine, Comnidio. So was Yabore, Town Jira Comni, Lea Sura, saying of Yonia. A singer about your swing, Comnia, Giside. Go Miatko Babitiu. Go Pawanji, Giside. Go Loga you, South Shouted, K. Grew tired, Sharupio, by Yigilai. Comedy ma Lubui down she does row, Lakana. A go to show Maguema she the comedy Girima, CSR, Lubiori. CSR of Valley, corporate social responsibility. See why the one in Aloma, Lubui down she the look, shall Lakana, Pide to it, Eddie Chima, and Biataku and Mahodo. Mimi Bawunjima down Chime, Comedy Pion to the line. Mimi Comnima. Ya on the Pekka lonely me, the Pekka Lumui down Gio. Doma, Lake Yatamu Lure, Do Miat Kure, a good ma, Maguima or Mapipas in Nero Sudoni. The Cho, Didarima. No. Toloaso in Tonoma Ima. Nari, the I did. But only ain't Namashire. No, Sizo Baya, Comnidia. Nijiri Alo, Eddie, down my India Teledo, Mari Digo. But when you near Mushio, or a corn in an arrow, Melody Mulux and I'll do it. Nina Biores Yao. Like Bureda. You must share Pesity, Sissity. Yawi and Yamshiro. No, I don't want Yobi Yomari. Yobi Yonadi, they come and see that we fit. Dijano. Lumui de Gashima Yameno. I'm yet to correct. Chile Haga Apia, Lumui down G on Loda, a Saint Chidelo, Sarotri Bigine, Coma down she. Mamuni now she, ye don't know, Tridabu do it. Me don't know, Tridabu do it. Darialonga, Comuni Daima, Sinadine, it's a Chidelo, Pure, the Domo, Comuni Daima, Matura do Lacana, look when you go, Lizara, Sarupio Bari, Elchima. Conine, and yet the cool Lolo Damo, Docomnia. Eau band to ribari. Shall Mira Dore, do bandi babiamne. And yet cool Udi Gomni Mapia, Bamapia. Eau bandi, Bamonji was south of the Bampiam and Ubore do it. Yetira, Wananio, Sadon Durio, ha. Comni Dawogio, Uzabi on Lupu, Ziga, Valley, Yongi moving. Yongi Muti Sauda, no, Mamine, no, Gomni Luda, Siwa Luda, Mahobu no. Pop the net, Longashi Jama, Yongi Muti Sawi, a Lulu, Siwai on your mammy. Yongi Mumishia Gomnia, Siwai, my show, my dear. But only the Gomni Doi, Pisidia, Macone Pisidi, Yore Pisidi, you didn't see the Pisidi, Yamelu, Sarulekana Pit, the Jamo, Gomni, Siwa Lumanta Kumo, Lumui down, Shirao. Sharupura Pit, Rupio. The Nomo, Sharunine Sinabudura. Wanani Ale, Begonima, Lolo Chile, Senai. Lumue down Jire Gonima, Lolo Chine, say Bolani. The Jambo, Wanani in it,
Laga Yara Takura Modo Gong Yura. Nga looked at community, Lumeda Unchira community chide, the Jamu, Laga Nego Neme, those are a Lomelo, Sinala Tuyare, the Jamu Yijira, Wanania, the Aloshin, yet Loa Cheku, PCP and Upchide, Ero Ishalo Modo, people and society. Lune, Luke Poesilu, Sharodona Tuyare. Ero Eddie Comni Matano Logos in Alai, but only Digomni the Luton de Comni Chide. Digomni the town Jira Comni Chide, when any other sick body do Sharup Bari. Ericama, Yijira, Dipinari, Tonari, Sharutuya. No tomorrow. By Yiji lesson. No. Awano. Dimaro Babiola listening. Luria Digajari. The Musinabia. Or saying that a one, think Maguala Uno. Aninebia, the Pega, saying it, a wap it that way. Ericama, Ludi Aloma. A low yun, let them hope. You must see that no one is a young Jivari. Don't you know? You must see it. See why lonely women go look at Lodi, Tamu see a look chip, they look. See on Senado repeat the Lucia Yungi. Era a while look your look poesy or scenario. Community business. No, Mimi Bawin in a pattern, see why you look at the chit that way. A good Kimaro. Now, Cotedo, do a scenario, crowdfunding. Dima Bara. Dalina 3 billion, no. Sabuna Menina Yadon Piayu, like Bowari. Boima crowdfunding, a Kukima, Nangaya, Dona. Dona Matadalo, crowdfunding. See. Any crowdfunding a balelo, yoing. No? Go, Yamumio, Piabu line. Shirum Pia day. Napia does own sheet, no? And a crowdfunding. Amyai, Kumaluna. Napia is Subido, Flulaido, Papilali. Some nine pillar. Miatolom Pia Male, Simawa. The almost Sharoni never Papilali. A ancient Diote. Muishia Ludiote. A Yenida Mopene. A Yeni never tenant to the Alon Bomio, Lode Hardy. Awa, Nipidelu Sharupo Yawa. A lolo de Kama. No, 2 years, Yenema Bashi lesson. Nalo da Tamushi. Nalo da look where she do, Joshi, the lieutenant, Erichema, Wanania, Ponzangata Mupchela, Sharutuyare, Wanani, Ludajin Sana Mugo, Shirandina, Sharut the Bobo de Lupiolia. Sharu, Wanani Aloha, say to the water, she do it, Dionadio, Akuni Yare, Yijira, Bonsa movie, collaboration. Kodio Beluya Mishuno. The Masia 3 billion, no, Wanani Alo. But I'll give 2 June. Palmayama. A lotion net looked about Palmayama. Wanane Siman Kamelu, Palmayama. Eluma, Simbi Melu, Sharup Yojimari, the Tomo Erari Alo, Yabo Dreco, Down there, Augusto, Uniform Votari, Uniform Votabale, Dicomio, Go Yulo, Dicomima Loa, Chinalo, Uniform Vota, Pia Medu, Shapojimari, the Tomo, Lodi Alo and the Dionedio, Lobo Game Chini, Nale Mushire. Laga the Gure Muramo Bene. Dicomnima lower at go Europe here. Lubivalu Piore, the Jambu, a Yenualu, Meneconai, Gunning Hanai, the Neo lower at Bonsam Hodo Vene, Bonsani Timuri, Shilare, Viroma Nipinale, Shila Lupio. Yejiraga, Adelo Comdima, Benipina, Domle Madomusra, Pribacari, Chinane, the Kalijarole, the Choria, no Nipina, Dade Luri, Usa Pira, Machaidale. Sharushina and look Sharup Yowai. Ero, not so my marrow. Gukema. The machine, no one in the Diwari. Camaro Diao. Go Nale Bonzane. Now with Tira. Go Nidama Babchin in Let's Win. Talent challenge. Sengo move, Pianiara. Go meet Kuna to cook Piana, Bane Pianelu Yoin. Piscinema Piano. Wounds on moon and Piano. Eric Comni Machine, Wanani yet a yichin of Pianizari. Wanani yet, no Sharup Kore, Barmi, Nepianira, Sharutuya, Alutuya Kama, Sinabu, Yijira, no very margin no. Mimi and Nagati, the Machile Lu me.
နေတိုင်းလုပ်တဲ့အလုပ်တွေမှာရှိတယ်လို့ပြောတယ်ဖွက်ထားတာဒါကြောင့်မို့မှားကျင်တာတော့နေတိုင်းလုပ်တဲ့အလုပ်တွေကိုတိတိကျလုပ်ပါနေတိုင်းလုပ်တဲ့အလုပ်တွေကိုအာရုံစိုက်ပြီးလုပ်ရင်တော့ဖြင့်မိမိနာကလှမှာမိမိနေတိုင်းလုပ်တဲ့အလုပ်တွေမှာစီကမဲ့လုပ်ရင်တော့ဖြင့်လှပတဲ့အနာကမရနိုင်ဘူးနော်လုပ်ငန်းရှင်တွေလက်သိထားပါနေတိုင်းအလုပ်တွေကိုဂိစိုက်ပါလို့ဆရာတို့ပြောခြင်းတယ်အခုခေတ်မှာတော့ဤပညာဘလောက်ကြီးတိုးတက်ဘလောက်ကြီးခင်မီအဓိကပါလေလူသားပဒါနာလူဒီအရေးကြီးလာတယ်လို့ပြောလိုက်တဲ့အတွက်ရေးကြီးတာကုမ္ပဏီမှာလူကြီးပဲတော့မရဘူးဆက်လဲလူမယ်ဒါကြောင့်မို့လူနဲ့ဆက်မျှဖို့လူတယ်လို့ဆရာတို့ပြောလာတယ်အဲ့တော့အနာကစီးပွားရေးလုပ်ငန်းခွင်ဒီမှာဆက်နဲ့လူဘလို့မျှမလဲဆိုတဲ့ကိစ္စကိုစဉ်းစားပြီးပါလို့ရှာသတိပေးပါတယ်အရေးကြီးတာကဒီဆက်တွေကိုကင်တွယ်နိုင်တဲ့ဤပညာတွေကိုရင်ပါတဲ့ကုမ္ပဏီတွေလိုရမယ်လို့ထင်ပါတယ်ဒါကြောင့်မို့ဤပညာလည်းတိုးတက်တာတဲ့အတွက်အဲ့ဒီဤပညာကိုလိုက်မိတဲ့ဝန်ထမ်းတွေရောက်အောင်လုပ်ဖို့လဲလိုရလို့ပြောပါတယ်ဒါကြောင့်မို့အရင်လို့နော်ဝန်ထမ်းတွေရဲ့အရေးသွေးဟာအရင်ပုံစံမဟုတ်တော့ဘူးဝန်ထမ်းတွေရဲ့အတက်တွေဝန်ထမ်းတွေရဲ့အသည့်တွေဒီအရင်လိုမဟုတ်တော့ဘဲနဲ့ဤပညာကိုကင်တွယ်နိုင်တဲ့လူတွေဖြစ်အောင်လုပ်ပေးပါလို့ပြောတယ်ဒါကြောင့်မို့တချို့အလုပ်တွေပျောက်သွားတာဖြစ်နေတယ်နော်အရင်တော့လူလုပ်တဲ့နေရာမှာအခုတော့ဆက်နဲ့အစားထိုးတဲ့အတွက်အဲ့ဒီအလုပ်တွေပျောက်သွားသလိုဖြစ်သလိုဆက်တွေအသစ်တွေပေါ်လာတဲ့အတွက်အဲ့ဒီဆက်အသစ်တွေကိုကင်တွယ်နိုင်တဲ့အသုံးချနိုင်တဲ့ဝန်ထမ်းတွေလည်းပေါ်လာလိမ့်မယ်လို့ထင်ပါတယ်ဒါကြောင့်မို့တချို့ကုမ္ပဏီတွေမှာအခုလိုဝန်ထမ်းအများကြီးခန့်စရာမလိုတော့ဘူးဝန်ထမ်းနည်းနဲ့ထီအောင်လုပ်နိုင်တယ်ဒါပေမဲ့တချို့ကုမ္ပဏီမှာကြတော့ဤပညာတွေရှိနေပေမဲ့ဆက်တွေရှိနေပေမဲ့လူတွေပိုလိုတာလည်းဆရာတို့တွေ့ရပါတယ်ဒါကိုလည်းစဉ်းစားဖို့ကောင်းတယ်ဒါကြောင့်မို့ရေးကြည့်တာမျှဖို့လိုတယ်စဖို့လိုတယ်ဝန်ထမ်းတွေနဲ့ဆက်နဲ့ဘလို့မျှပြီးသုံးမလဲဆရာတို့မောမှာလည်းဒီလိုစဉ်းစားမှာပဲစက်ုံဒီမှာလည်းဒီလိုစဉ်းစားမှာပဲကျောင်းဒီမှာလည်းဒီလိုစဉ်းစားမှာလို့ဖြစ်တယ်ဒါကြောင့်မို့အဲ့လိုလုပ်တဲ့အတွက် HR အတွက်အဓိကဖြစ်တယ်လို့ပြောတယ်အဓိကကတော့ဝန်ထမ်းတွေများများခန့်ဖို့လိုတယ်ဝန်ထမ်းတွေခန့်တဲ့ခါမှာလည်းပဲဝန်ထမ်းတွေကိုရွေးချယ်မှုအရေးကြီးလာဤပညာနဲ့ထိတွေ့နိုင်တဲ့ဝန်ထမ်းတွေဟုတ်မဟုတ်စဉ်းစားဖို့လိုတယ်အဓိကတော့ခုခေတ်မှာတော့မလွဲမရှောင်သာတာတော့ IT ကိုတွန်းကျင်မှရတော့ဝန်ထမ်းတွေခန့်တဲ့ခါမှာ IT ဘယ်လောက်ကျွမ်းကျင်လဲကွန်ပျူတာဘယ်လောက်နိုင်နေ Facebook ကိုဘယ်လောက်ကျွမ်းကျင်လဲဆိုတာကိုစဉ်းစားဖို့လိုတယ်ဒါတွေအားလုံးကိုအကောင့်ထဲပို့ဖို့လိုပါတယ်လို့ဆရာတို့ပြောချင်ပါတယ်ဒါကြောင့်မို့ကုမ္ပဏီလုပ်ငန်းရှင်တွေဒီမှာရှိတဲ့လူတွေအားလုံးမန်နေဂျာတွေကိုမှာကျင်တော့မိမိကုမ္ပဏီရဲ့ဆရာတို့ပါရမီနဲ့ပတ်သက်တဲ့မဟာဗျူဟာရှိဖို့လိုတယ်ဝန်ထမ်းတွေကိုစဉ်းစားတဲ့ခါမှာဝန်ထမ်းလို့မစဉ်းစားပါနဲ့တော့ဝန်ထမ်းတွေအားလုံးဒီပါရမီထူးတဲ့လူတွေလို့စဉ်းစားလိုက်ရင်ဆရာတို့အနေနဲ့မှန်ကောင်းအောင်လုပ်ဖို့ကခဲရင်ပါတယ်အနာဂတ်အတွက်ရအောင်လဲပြပါလို့ဆရာတို့ပြောတယ်အရေးကြီးတာအနာဂတ်အတွက်လိုအပ်တဲ့ဤပညာတွေအနာဂတ်အတွက်လိုအပ်တဲ့ကျွမ်းကျင်မှုတွေလိုတယ်လို့ဆရာတို့စဉ်းစားပါတယ်ပြီးတော့လွယ်လွယ်ကူရအောင်မလုပ်မလဲ access နော်ကြောင်းကြတာဘယ်လိုကြောင်းကြမလဲလူငယ်တွေရအောင်လူငယ်တွေဆွဲဆန့်နေအောင်ဆရာတို့ဘာလုပ်မလဲဆိုတာကိုလည်းစဉ်းစားပေးစေချင်တယ်လို့ဆရာတို့ပြောပါတယ်အရေးကြီးတာကုမ္ပဏီအောင်မြင်ဖို့ဆိုရင်မိမိကုမ္ပဏီမှာလိုအပ်တဲ့ထူးချွန်တဲ့လူတွေကိုဆွဲဆောင်နိုင်ဖို့လိုပါတယ်လို့ပြောတယ်ဒါကြောင့်မို့အခုချိန်မှာတော့အဓိကတော့ကုမ္ပဏီတိုင်းမှာဆရာတင်တဲ့ရန်ကုန်မှာရှိတဲ့ကုမ္ပဏီတွေဆရာကိုလာညှိတယ်ဆရာကိုလာအကူအညီတောင်းတယ်အဓိကပါလေ talent ပဲအဓိကပါလေဝန်ထမ်းကြီးရပဲ HR ပဲကိုလိုချင်တဲ့ဝန်ထမ်းတွေရောက်အောင်ဘယ်လိုလုပ်ပေးရမလဲဘယ်လိုရှားမလဲဆိုတာကိုအမြဲတမ်းစဉ်းစားနေတဲ့အနေအထားရှိဒါကြောင့်မို့မကွေးမှာရှိတဲ့ကုမ္ပဏီလည်းဒီစိန်ခေါ်မှုရှိလိမ့်မယ်လို့ဆရာယူဆပါတယ်အဲ့လိုယူဆတဲ့အတွက်မကွေးမှာရှိတဲ့ကုမ္ပဏီဝန်ထမ်းတွေရောလုပ်ငန်းရှင်တွေရောမန်နေဂျာတွေရောအချက်၅ချက်နဲ့ဆရာတို့အသုံးဆုံးသတ်ချင်ပါတယ်လိုအပ်ချက်မိကုမ္ပဏီတိုးတက်ဖို့ဆိုရင်တော့နံပါတ်1ကအနာဂတ်အတွက်စီစဉ်ကြပါအခုတည်းကပြင်မရတော့မယ်နော်ဆရာတို့2018မှာ AEC စီးပွားရေးအတိုက်မြုံအသက်ဝင်ပြီအဲ့ဒီခါကျတော့ကိုရှိမှာအစင်းနဲ့ဖြစ်ရလားစဉ်းစားဖို့လိုတယ်2018မှာ AEC တွေမကဘူး2018မှာပေါ်လာမဲ့
စီးပွားရေးအခင်းချင်းတွေမှာမိမိကုမ္ပဏီဒီအစင်းသင်းဖြစ်ရလားစီစဉ်ထားဖို့လိုတယ် plan ဆိုတာစီမံကိန်းဆရာမပြောဘူးနော်အစီအစဉ်ကိုပြောတာဒါနံပါတ်1နံပါတ်2ကအဲ့လိုအနာဂတ်ကိုစဉ်းစားတဲ့အခါမှာအဲ့ဒီအနာဂတ်ကိုရင်ဆိုင်နိုင်မဲ့ဝန်ထမ်းတွေရအောင်ဘယ်လိုရှာမလဲအခုတည်းကစဉ်းစားမှရဘယ်လိုဝန်ထမ်းတွေလိုလဲဘယ်လိုရည်ရှင်းရှိတဲ့လူတွေဘာကြောင့်လဲအခုဆိုပြိုင်နေရကုမ္ပဏီတိုင်းမှာဟိုဘက်ကတော်တဲ့ဝန်ထမ်းရှိရင်ဆွဲခေါ်တာတွေ့နေကြတယ်ဒါကြောင့်မို့ကိုယ်အနေနဲ့လည်းပဲထူးချွန်တဲ့လူတွေရအောင်ဖန်တီးပေးဖို့လိုတယ်ဆွဲဆောင်ပေးဖို့လိုတယ်လို့ဆရာတို့ပြောပါတယ်ပြီးတော့မှဒီချက်ကတော့ဆရာတင်စာညိုတို့ဆရာတို့ဒီမှာရှိတဲ့လူငယ်တွေအားလုံးလည်းသတိပေးခြင်းတယ်လူတယောက်အောင်မြင်တာလူတယောက်ထူးချွန်တာဝန်ထမ်းတယောက်တော်တာအတက်နှစ်ခုရှိဖို့လိုတယ်နံပါတ်1ကအမာနဲ့နံပါတ်2ကအပြော့ရုပ်တရက်ဆိုရင်တော့အိတ်ချနားမလဲလူကဟာအမာနဲ့အပြော့ဘာဆိုင်လဲလို့ပြောကောင်းပြောမယ်ဒီတက်မှာဆရာဝန်တွေပါတယ်ဆရာဝန်ဆိုတာမိမိဆေးပညာကိုတစ်ဖက်ကန်းကောင်းကျွမ်းကျင်အောင်လုပ်တတ်ရင်အဲ့အမာကိုပြောတယ်အင်ဂျင်နီယာဆိုရင်လည်းပဲဤပညာကိုကျွမ်းကျင်ရင်အမာကိုပြောတယ်စီးပွားရေးပညာရှင်ဆိုရင်လည်းစီးပွားရေးပညာနဲ့ပတ်သက်လို့စီးငိုင်နဲ့ပတ်သက်လို့ကျွမ်းကျင်အောင်တတ်ရင်အမာကိုပြောတယ်သို့တော်လည်းမင်းတို့သိမယ်မကွေးမှလည်းရှိမယ်တင်တယ်ဆရာဝန်ကြီးဘလောက်ကြီးတော်လူနာတွေမရတဲ့ဆရာဝန်တွေအများကြီးရှင်းနေဘလောက်ကြီးတော်အမှုတွေမရတဲ့ရှင်းနေတွေအများကြီးအင်ဂျင်နီယာထူးချွန်တဲ့အလုပ်မအပ်ဘူးဘာကြောင့်လဲ soft skills အပြော့အားနေလို့အပြော့ကဘာလဲလို့ပြောရင်ပေါင်းသင်းဆက်ဆံရေးနားလည်မှုကိုချင်းစာတရားအပြောဆိုအနည်းတိုင်းဒါတွေအပြော့တယ်တို့တက္ကသိုလ်တွေမှာအားနေတာအပြော့လုံးဝမသိဘူးအမှားပဲတင်တာအဲ့တော့ဘွဲရတဲ့ကလေးတွေအားလုံးမှာဘာနဲ့ဘွဲရလာလဲဆိုအမှားရီနဲ့ဘွဲရလာတစ်ဖက်ကစေပညာသိတော်တာပဲလူနာနဲ့ဆက်ဆံတဲ့အခါမှာသိကျဲတစ်ဖက်ကစီဝါပညာသိတော်တယ်ဖောက်တယ်ကိုထိတွေ့ဖို့ခဲရင်တယ်ဒါကြောင့်မို့မင်းတို့လူငယ်တွေအားလုံးမှားကျင်တာတော့မိမိရဲ့ကျွမ်းကျင်လိမ္မာတဲ့ပညာဖြစ်တဲ့အမှားတွေကိုတစ်ဖက်ကကျွမ်းကျင်တယ်လို့ပေါင်းသင်းစဆိုင်ကောင်းမှုမြင်ကလေးကအမြင်မကောက်အောင်နေဖို့လိုတယ်နော်အမြင်ကောက်အောင်ကိုရှိဘူးဘယ်သူမှလာမှာမဟုတ်ဘယ်သူမှကိုနဲ့ပတ်သက်ချင်မှာမဟုတ်ဆက်ဆံရင်ကောင်းဖို့လိုတယ်ပြောရဆိုတာဖို့လိုတယ်ဒါတွေအားလုံးဒီပါလဲ soft skills ပဲအဓိကတော့ဆရာမကွေးမှာအကွေးမရလို့တကယ်ပြောချင်တာတော့ EQ ပဲ emotional intelligence ရှိရမယ်နော်မင်းတို့အားလုံးဒီ IQ မြင့်တဲ့လူတွေထင်ရတာပဲနော်ဟုတ်မဟုတ်တော့မသိဘူးနော်ဒါပေမဲ့ IQ မြင့်တဲ့လူတွေမှာအရေးကြီးတာပါ EQ မြင့်ဖို့လိုတယ်နော် IQ ကတော့ဗာညာရည်ထက်တာ EQ ကပေါင်းသင်းဆက်ဆံရင်ကောင်းတာသူများကိုကိုချင်းစာတတ်တရားရှိတာဒီအတက်တရားအပြော့တယ်အဲ့ဒါ EQ ပဲ EQ မှာအဓိကဘာလဲလို့ပြောရင်ကိုယ့်ကြောင့်ကိုယ်သိဖို့လိုတယ်ဒီမှာရှိတဲ့လူကပြောမယ်ဟာဆရာရဲ့ကိုယ့်ကြောင့်ကိုယ်သိတာပဲလို့တကယ်တော့မသိဘူးကိုယ့်ကြောင့်ကိုယ်သိအောင်ကြိုးစားနော်ကိုယ့်ကြောင့်ကိုယ်သိတဲ့လူဟာခုနအပြော့နဲ့ပတ်သက်လို့ကျွမ်းကျင်ပါကိုယ့်ချင်းတွေဘယ်လိုရှိနေလဲကိုယ့်ကြောင့်ကိုယ်ပြန်ဆင်ញင်တဲ့လူဖြစ်ရင်ပေါင်းသင်းဆက်ဆံရင်ကောင်းလိမ့်မယ်လို့ပြောတယ်နံပါတ်4ကအတွေ့အကြုံတွေရအောင်စုအတွေ့အကြုံတွေရမှအစဉ်ပြေမှာဖြစ်တယ်နောက်ဆုံးနံပါတ်5ကတော့အဓိကဘာလဲဆိုလုပ်ငန်းတစ်ခုမှာစီဝါရေးလို့ပြောရင်စီဝါရေးလို့မပြောနဲ့နော်ယုံကြည်မှုတည်ဆောက်တာဒါကြောင့်မလဲသူတို့ ARD ဘဏ်ကစိတ်ချယုံကြည် ARD လို့ပြောတယ်ဘာကြောင့်လဲ trust ပဲလူတယောက်ကိုယုံရင်အဲ့ဒီလူနဲ့ပေါင်းသင်းဆက်ဆံနေတယ်လူတယောက်ကိုယုံရင်အဲ့ဒီကုမ္ပဏီနဲ့ဆက်ဆံနေတယ်လူတယောက်ကိုယုံရင်အဲ့ဒီဝန်ထမ်းနဲ့ပတ်သက်ခြင်းတယ်လူတယောက်ကိုယုံရင်အဲ့ဒီစားသောက်ဆောင်ကိုအမြဲတမ်းသွားမယ်တခြားစားသောက်ဆိုင်ကိုမသွားဘူးအဲ့ဒါယုံကြည်မှုပဲဒါကြောင့်မို့ရှာမာကျင်တာတော့တို့မကွေးမှာရှိတဲ့လုပ်ငန်းရှင်တွေရောမကွေးမှာရှိတဲ့ကုမ္ပဏီကမန်နေဂျာတွေရောဝန်ထမ်းတွေအားလုံးဒီအနာဂတ်အတွက်ပြင်ဆင်ကြရအောင်မိမိကုမ္ပဏီမှာလိုအပ်တဲ့ဝန်ထမ်းတွေရောက်အောင်အခုတည်းကစပြီးဘယ်လိုစီယုံမလဲဆိုတာကိုသတိထားပါပြီးတော့မှဝန်ထမ်းတွေမှာကျင်တော့မိမိရဲ့ကျွမ်းကျင်လိမ္မာတဲ့ပညာရအခြေခံတွေကိုတစ်ဖက်ကကြိုးစားသလိုပေါင်းသင်းဆက်ဆံရင်ကောင်းအောင်လေတစ်ဖက်ကအပြော့တွေကိုသတိထားပြီးပါလို့ပြောခြင်းနဲ့အတွေ့အကြုံတွေစုပါလို့ပြောတယ်ဒါ
ကြောင့်မို့ဆရာတို့အနေနဲ့ပြောချင်တာတော့မဟာတမဂန္ဒီပြောတာမမိပါနဲ့ The future depends on what you do today အနာဂတ်ဒီဘာလို့မူတည်လဲဆိုရင်ခဏဘာလုပ်တယ်ဆိုတာမူတည်တယ်ဒါကြောင့်မို့ဒီနေ့ကြော်လာတဲ့လူကြီးတွေဥက္ကရာတို့ဒီမှာရှိတဲ့လုပ်ငန်းရှင်တွေမန်နေဂျာတွေဝန်ထမ်းတွေအားလုံးကိုမှာကျင်တာတော့ကိုယ်အနာဂတ်အတွက်စဉ်းစားတဲ့နေရာမှာကိုလိုချင်တဲ့အနာဂတ်ရဖို့ပထမဆုံးခြေလှမ်းကတော့ခဏလုပ်တဲ့အခုလုပ်တဲ့အလုပ်ကအရေးကြီးတယ်အဲ့တော့ခဏကစကြပါခဏဒီအရေးကြီးဆုံးပဲ present အခုချိန်မှာလှုပ်လိုက်လို့ရှိရင်တော့ကိုလိုချင်တဲ့အနက်ကိုရလိမ့်မယ်လို့အောင်းမြင်အားလုံးကျေးဇူးတင်ပါတယ်